ပတ်စံနေငါသုံးမကုန်ဖြိုးမကုန်တော့ချမ်းသာခြင်းလူတော်မဖြစ်သေးတဲ့ကလေးရဲ့လမ်းဘေးမှာကိုကြီးရဲ့ထမင်းမိုးလေးပေးပါမုံဘူးလေးပေးပါအချမ်းသာခြင်းနဲ့ပတ်စံတစ်လောင်းလောက်ပါသွားရင်10ရောက်လောက်အဝင်ကိုအတွက်သုံးပုံတစ်ပုံပြောနေတစ်ပုံမှမကြံအဲ့ကလေးကြီးကြီးလာရင်ဘယ်လမ်းကိုရှောက်စောက်ကြီးစောက်ကျ content creator ရဲ့ပြောမှာမင်းတို့လမ်းပြောက်တယ်လမ်းမဖောက်ဘလို့တော့ဖောက်ဒါတကင်းကြိတ်တော့ဘယ်ဘက်လက်လို့လှဲအောင်ဒီကြောင်းလဲမတက်ဘူးကလေးလမ်းဘေးမှာအဲ့မွေးထားတဲ့မိပါတယ်နော်တန်းစီဖန်းနဲ့ပါးရီရိုက်ရှင်ပတ်စံနေငါသုံးမကုန်ဖြိုးမကုန်တော့ချမ်းသာခြင်းလူတော်မဖြစ်သေးတဲ့ကလေးရဲ့လမ်းဘေးမှာကိုကြီးရဲ့ထမင်းမိုးလေးပေးပါမုံဘူးလေးပေးပါအချမ်းသာခြင်းနဲ့ပတ်စံတစ်လောင်းလောက်ပါသွားရင်10ရောက်လောက်အဝင်ကိုအတွက်သုံးပုံတစ်ပုံပြောနေတစ်ပုံမှမကြံအဲ့ကလေးကြီးကြီးလာရင်ဘယ်လမ်းကိုရှောက်စောက်ကြီးစောက်ကျ content creator ရဲ့ပြောမှာမင်းတို့လမ်းပြောက်တယ်လမ်းမဖောက်ဘလို့တော့ဖောက်ဒါတကင်းကြိတ်တော့ဘယ်ဘက်လက်လို့လှဲအောင်ဒီကြောင်းလဲမတက်ဘူးကလေးလမ်းဘေးမှာအဲ့မွေးထားတဲ့မိပါတယ်နော်တန်းစီဖန်းနဲ့ပါးရီရိုက်ရှင်ပတ်စံနေငါသုံးမကုန်ဖြိုးမကုန်တော့ချမ်းသာခြင်းလူတော်မဖြစ်သေးတဲ့ကလေးရဲ့လမ်းဘေးမှာကိုကြီးရဲ့ထမင်းမိုးလေးပေးပါမုံဘူးလေးပေးပါအချမ်းသာခြင်းနဲ့ပတ်စံတစ်လောင်းလောက်ပါသွားရင်10ရောက်လောက်အဝင်ကိုအတွက်သုံးပုံတစ်ပုံပြောနေတစ်ပုံမှမကြံအဲ့ကလေးကြီးကြီးလာရင်ဘယ်လမ်းကိုရှောက်စောက်ကြီးစောက်ကျ content creator ရဲ့ပြောမှာမင်းတို့လမ်းပြောက်တယ်လမ်းမဖောက်ဘလို့တော့ဖောက်ဒါတကင်းကြိတ်တော့ဘယ်ဘက်လက်လို့လှဲအောင်ဒီကြောင်းလဲမတက်ဘူးကလေးလမ်းဘေးမှာအဲ့မွေးထားတဲ့မိပါတယ်နော်တန်းစီဖန်းနဲ့ပါးရီရိုက်ရှင်